ကျွန်တော်ဒီနေ့တော့ကျွန်တော်တို့အယောင်အပ်ထားတဲ့ကွန်ဒိုအခန်းလေးကိုဗီဒီယိုတွားရိုက်ထားတာလေးပြပေးချင်ပါတယ်ဒီခန်းကကျွန်တော်တို့စမ်းကြောင်းမြို့နယ်ပီလန်းမပေါ်တကုံစန္ဒာနဲ့ဆိုရင်မျက်နှာချင်းဆိုင်ပြီးတော့ဒီမီနီကုန်းကုန်းသရကြီးရဲ့ဘေးနားလေးမှာရှိတဲ့ Red Hill Tower ပေါ့နော်တချို့ကလည်း KBZ Tower ဆိုပြီးသိကြတယ်အဲ့အခန်းလေးပါဒီကောင်အခန်းကျယ်ဝန်းက square feet 1900ရှိတယ်အခန်းတော့ကုမ္ပဏီအပ်တဲ့အတိုင်းပဲပြောရမယ်ဗျကျန်းကင်းလေးတော့ပြန်ခင်းရမယ်တခြားဆေးတွေ manager decoration လေးတွေကတော့ပါပြီးသားပေါ့နော်အိတ်ခန်းက master bedroom 2ခန်းပါတယ် single ခန်းတစ်ခန်းပါမယ်အိတ်ခန်းအရှိမှတော်တော်ကျယ်သေးတယ်အလွှာမြင့်တော့ view လေးလည်းရတယ်ဗျအရှိဘက်ကိုလေအခန်းလေးကတော့အခုကျွန်တော် view ထဲမှာပြထားတဲ့အတိုင်းပြန်လို့ဆရာကတော့ဒီကျန်းကင်းလေးတော့ပြန်ခင်းရမယ်ကျန်တဲ့ဆေးတွေရေတွေမီးတွေ manager decoration တွေကတော့ဒီကုမ္ပဏီလုပ်ပြရတဲ့အတိုင်းဒီပါတယ်ပေါ့နော်ဒီကောင်က facility တွေအနေနဲ့ကြတော့ဓာတ်လေကောင်းဟိုမှာ gas system တွေကို24နာရီရတယ်လုံခြုံရေးရှိတယ်ကားပါကင်တစ်ခန်းတစ်စီးရမယ်ရေကူးကန်ပါတယ်ဂျင်ပြီးတော့ဒီကုန်းတော့24နာရီမီးရပါတယ်မီးပြတ်ရင်ကျွန်တော်တို့ generator နဲ့24 hour backup ပေးထားရပေါ့နော်ဒီခန်းရောင်းမဲ့အလွှာလေးကတော့8လွှာပါရောင်းမဲ့ဈေးက15300ခေါ်ထားပါတယ်စိတ်ဝင်စားတဲ့လူတွေရှင်ကျွန်တော်ဖုန်းကိုဆက်သွယ်ပြီးလိုက်ကြည့်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်